တို့ဆရာတွေသင်္ကားပေးကြတယ်ဥချမယ်မနေတင်ညာရဲ့စုံကြီးပွဲတော်ကြီးပါဖြစ်မိဘဆရာများကိုလားဥချညိုကျိုးဒီခိုးတို့လိုက်ရပါတယ်စိတ်ပါချမ်းသာချမ်းသာကြပါစေလို့တန်ရစာအကျဉ်းရုပ်ဖွဲ့မှာစူတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာကျွန်တော်တို့တန်လွင်ကိုပိုင်ထက်တန်းကျောင်းတော်ကြီးရဲ့
ပညာရေးကျုံသွေးပွဲနဲ့တုံကြီးပွဲရကြီးမှဖြင့်ပါဝင်ခမေပွဲရတဲ့အတွက်ဒီပါများနဲ့တစားများအားလုံးကို ဦးနေရုံကျုံရှစ်ကိုကြောလိုက်ပါမယ်ခင်ဗျာမိဘတိုင်းရဲ့သားသမီးများနာတဲ့အတွက်ယုံကြည်စိတ်ကြရတဲ့အ ကောင်းဆုံးပညာရေးဝန်ဆောင်မှုပေးနေဟာတော့နော်တို့ရဲ့သဲတွေကိုယ်ပိုင်တဲ့ကြောင်းတဲ့ပါရတာမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့အသေးနှလုံးသားလေးတန်ရှင်းပြီးခိုင်းနေတဲ့ဘောင်ခံမင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကျောင်းကြီးရဲ့ဘုံတရင်ကိုပြောမယ်ဆိုရတော့ထီပါခင်ဗျာဒီကဘာဒိတ်ပဲတော့ဗျာ TEACHT တင်ကြပြလာမှုရန်ကောင်းတဲ့ကျောင်းကစာတွေအော်ချက်ကတဲ့ကျောင်းမဟုတ်ပါဘူး။တင်စားတွေးခေါ်တောင်းတင်ပြီးတဲ့ကျောင်းဗျာ။ဟုတ်ပါတယ်ဗျာ။ဟုတ်ပါတယ်ဗျာ။စဉ်းစားတွေးခေါ်တောင်းတင်ပြီးတဲ့ကျောင်းဆိုတော့မင်းကဘာတွေစဉ်းစားတွေးခေါ်တာလဲ။ကြီးလာရင်မိမယူဖို့ပေါ့ကွာ။ဟာ။ကောင်းမလို့နားထောင်နေတာ။အဲ့ဒါပြောတာ။ကျိုးပြတ်သွားပြီအဲ့လိုမနှောင်းနဲ့အဲ့ဒါမင်္ဂလာပါဘေးလူကြီးအောက်မှာရှိတယ်အဲ့လိုပြောလို့မရဘူးလားတေချာပြန်နှုတ်ဆက်တေချာအကုန်လုံးကမဲဖေရွယ်တွေရှိတယ်ဟာမဲအားဖေရွယ်တွေရှိတယ်ပေါ့ပြန်နှုတ်ဆက်ဟုတ်ကဲ့ဒီလုံးကပေးကလေးနဲ့သေးမယ်ဟောအဲ့ဒါဆိုလဲတေချာလေးနှုတ်ဆက်လိုက်တာပေါ့ဗျာကျွန်တော်လည်းရတော့အခြေချနေလာလို့ကောင်မလေးတွေကချွချနေရတယ်လူကျွန်တော်လေးနေခပဲပြရတယ်ဗျာငါစားရပါကျွန်တော်တို့ကျောင်းရဲ့နောက်တဲ့ကုန်တွေကတော့ကျွန်တော်တို့ဒီမှာHဗျဟိုကျွန်တော်လည်းမသိပါဘူးခုနမှကြက်ထားတာဗျဟောကျွန်တော်တို့ကျောင်းရဲ့ကုန်တွေHကိုပြောမှဆိုHONOUR Honor ဂုံကျက်စီရှိတဲ့ကျောင်းဗျဂုံကျက်စီရှိတဲ့ကျောင်းပါခင်ဗျာဟာတကယ်လို့နော်ကျောင်းဆောင်ကြီးတွေပဲကြည့်မလားဟာလားနော်ဘောနော်ဆိုတော့ကျွန်တော်နောက်တဲ့ပြောမှဆိုရင်နည်းနည်းထူးကြတယ်ဗျကျောင်းထဲမှာကြားရတယ်လက်သွားတဲ့ကျောင်းပါဗျာဘာတွေလန့်သွားတာတော့အဖေနဲ့မေပါကွာဘာဖြစ်လို့တော့ကျောင်းသားတွေဈေးကြီးလို့တဲ့ကျောင်းသားကအကြမ်းမဲ့မထင်တော့ဘူးတဲ့ပါမဲဟုတ်တာပါပဲကွာအားလုံးပဲမင်္ဂလာပါကျောင်းနေမရတော့ထွားကဘိုးပဲဖြစ်ပါတယ်ခင်ဗျာပါလေးတွေဘိုးမကြနဲ့ထိုင်လိုက်တော့တိတ်ကလည်းထိတ်ရတယ်ဟာလေဆောင်းနားတော့ကြပါကျွန်တော်တမန်ကတော့ထွားကမိုးပါမကြလာလာဘူးထွားကမိုးပါခင်ဗျာအဲ့လိုပြောလေကွာတော့ကျောင်းရဲ့ဟုတ်တဲ့အားသာချက်ကတော့အေးပါဗျာမိုင်းတော့ကပြောအေးကဘာဒိပဲတော့ကွာဒီကဘာဒိပဲတော့ဘုတော့တော့ပြရရင်နိုင်ငံခက်ခဲပါရဲ့ခင်ဗျာABILIT1 ability family ထက်တဲ့ကျောင်းပါမင်းကဘာမှဆက်တော့ထက်မြက်တာတော့ကွာတော်တော့ဘောလုံးပါဘောလုံးဘောလုံးဆိုတော့အားသမားထူးချင်တာဗောအောက်ပိုင်းကောင်းတယ်တော်နောက်တန်တာပဲကွာမင်းကအဲ့ဒါလို့ပြောနောက်တန်နေခုတော့တော့ဘောလုံးမှာထူးချင်တာမဟုတ်ပါဘူးခင်ဗျာဘောဗီတွေကိုလုံးတဲ့နေရာမှာထူးချင်တာအကောင်ရိုက်တယ်နော်မထားဘလို့ကောင်းနေဘလို့မိတ်ဆိုင်ငါလည်းရောက်ဘလို့ကလည်းဘလို့မိတ်ဆိုင်တယ်မိတ်ဆက်ဗျကျွန်တော်ကတော့ကောင်းပါလေတွေကအသေးနှလုံးဆက်ပြတယ်တို့အမြဲတနေ့ထွက်နေတယ်တွဲနေတဲ့ပဲဖြစ်ပါရဲ့ဗျာပေါ်ပြူလာတော်ကီရတော့မော်ကီရဒေါ်ကြီးကြောင့်ဘော်ဒီကျွတ်ကြတယ်ဘော်ဒီတွေပါကျွတ်ကြကျွန်တော်ကျောင်းရဲ့နှုတ်တဲ့ခုံဖို့ကတော့အံပဲဖြစ်ပါရဲ့ဗျာအဲ့ဘာအဓိပ္ပာယ်တော့ကွာနိုင်စီနိုင်အလုံးနှစ်သက်စရာကောင်းတဲ့ကျောင်းပါအလုံးနှစ်သက်စရာကျောင်းကကျောင်းပေါ့ဘာတွေနှစ်သက်စရာကောင်းတာတော့ဆရာမလေးလေကွာဆရာမလေးမပြောနဲ့လေလို့စင်မွားနေစင်ကောရိုက်ခေဘယ်ကိုဘယ်သူပြောလဲဘယ်သူပြောရထင်လဲကွာပြောကြည့်မသိလို့မေးတာဆရာဦးကြီးလာပဲပြောတာလေကွာဦးကြီးမတရားဘူးအဲ့ဒါပြောတာဆရာကသိနေတာတပေါင်းရောအဲ့လိုကြီးမကောင်း
ကျွန်တော်မိတ်ဆက်လဲရောက်ပါပြီဗျာကျွန်တော်နာမည်ကတော့တရင်နဲ့ပြောင်နဲ့ဒင်းကောင်ဖြစ်ပါတယ်ဗျာဖေရောမပြောင်ဘူးလားကျွန်တော်တို့ရဲ့ကျောင်းရဲ့နောက်ကုံမှုတစ်ခုကတော့အဲ့လိုဖြစ်ပါတယ်ဗျာအဲ့ဒါပါဗျာအဲ့ဘာလုံးကွာအဲ့လိုထိပ်ဖေကတော့LOVELY lovely အလိုချစ်ချကောင်းတဲ့ကျောင်းဖြစ်ပါတယ်ချစ်ကောင်းတဲ့ကျောင်းတွေရောက်တိုင်ဒါရဲ့ချစ်ချကောင်းတာတော့ကွာဘာရှိလို့လဲမိန်းကလေးတွေရောကဘာလေးတွေရောဘယ်ခဲရလို့အဲ့ဒါလည်းငါစဉ်းစားတယ်လက်ခက်တယ်တဲတော့နှောက်ယူပါလားဟုတ်ပါဘယ်ခဲဩမင်းတို့ကလည်းအဲ့ဒါလေးနဲ့ဆရာမဒေါ်ဒီမိုးစုခန်းနေရတယ်ကွာတော့ပြီးပါရှင်းလို့ပြောရအောင်လေဟာဘာပဲဖြစ်ဖြစ်နောက်ပိုင်းကျအမျိုးနဲ့တော်တော်ရနေတာပဲရတာဒိတ်နေမှာကျငါမင်းတို့အထာကြမိတ်ဆက်လူငါပြတယ်အထာကြမိတ်ဆက်တော့ဂျန်တမန်ပေါ့ဂျန်တမန်တမန်လေဗျာအဲ့လိုမပြောနဲ့လေကွာကျွန်တော်ဒီနေ့ပြောမဲ့ကျောင်းရဲ့ဂုံဘုတ်က W ပဲဖြစ်ပါတယ်ခင်ဗျာအော် sorry ကျွန်တော်နာမည်လေးမိတ်ဆက်ဖို့မေ့သွားအဲ့လိုကြီးကမပြောတော့ကျွန်တော်နာမည်ကတော့ကျောင်းအတွက်မပြတ်ထိန်းထားတဲ့မောက်ကောင်းထက်မြန်ရင်ပဲဖြစ်ပါတယ်ကောင်းထက်မြန်ရင်ဖြစ်တယ်ကောင်းထက်မြန်ဟေးမှတ်ထားတော့မောက်ကောင်းထက်မြန်ဟေးဒီကျွန်တော်ပြောမဲ့ကျောင်းရဲ့ဂုံဘုတ်လေးကတော့ W ပဲဖြစ်ပါတယ်ခင်ဗျာ W လေဗျာတော့အဲ့ဆို W အထိပ္ပယ်ကဘာကြီးလဲတော့မသိဘူးလားအပြောပြအေးWINNE อ่ะဝေးတာဒီကျောင်းအောင်မြင်မှုမှာလည်းထိတ်တန်းကြတဲ့ကျောင်းကွာနံပါတ်1ဗျာနံပါတ်1ဒီသိလားဒါဆိုလဲကျောင်းမှာစူပါပဲစူပါမင်းကစူပါမင်းစူပါမင်းမဟုတ်ဘူးတက်မိုက်ဆိုရင်နဲပါနေတာမသိပါရောမင်းတို့ကအဲ့လိုဝိုင်းမရရဘူးလေကွာအဲ့ဒါမဆိုင်ဘူးတော့တော်ပြီကဲအားလုံးကျွန်တော်မိတ်ဆက်ပေးမယ်ဗျာကဲကျွန်တော်တို့ကောင်းမလေးကိုအပြုံးမပြတ်မနဲ့အမှန်တကယ်ထိန်းထားတဲ့ဘုံတက်ရရဖြစ်ပါရဲ့ဗျာအဲ့တော့ဘုံတက်ရကြတယ်ပါအဲ့တော့ယုံလို့ရပါတယ်နှခမ်းမွေးကိုကြည့်ပါပေါ်ကြည့်နှခမ်းမွေးချင်းမွေးလေးချင်းမွေးကဲတော့ကျွန်တော်ကြိုက်ဆုံးပုံပေါ်တော့ improve ဟုတ်တယ်ဗျဟာမိုက်လာကြီးလား improve ဆိုတာအရောဖွံ့ဖြိုးတိုးတက်တာတိုးတက်တာဆိုတော့ဘာဖွံ့ဖြိုးတိုးတက်တာတော့နေရတယ်ဒီမှာဟိုမှာကြည့်လိုက်ကျောင်းရဲ့အဆောင်နေဒီကမိုက်ဆိုင်ရတယ်ဒီကဆာမရဲ့တင်ညာပြလာမှုတွေဘာလို့ဘောလုံးဝဲလာရှိတယ်ကွာဟုတ်တယ်နော်အဲ့ဒါရောက်စားပြီးတော့ဘယ်နာတော့ဆုံးလဲသိလားဘယ်နာဆုံးလဲလားဘယ်လိုသိပါလဲကွာကောင်းပါလေရောက်စားလေကွာနေရတော့ပြက်ပြက်တော့ပို့ပြောမှာတော့ဟာဘလို့ဝင်ပြောမလဲတို့ကြီးကတကယ်မကောင်းဘူးကွာအဲ့ဒါပြောတာပြွားတာပဲအဲ့ဒါတော့ပေါက်ပဲ30တယ်ပန်း40ပေါက်ပန်းကျွန်တော်မိတ်ဆက်ပြပါပဲကျွန်တော်ကတော့အပြုံးပဲပြောရက်ကျော်ပဲဖြစ်ပါတယ်ရက်ကျော်ဖြစ်တယ်ခင်ဗျဘုံရက်ကျော်တဲ့ရခိုင်ကျွန်တော်ပြောမဲ့ကျောင်းရဲ့ဂုံပေါင်းတစ်ခုကတော့မြင်တဲ့အတိုင်းပဲအန်ပဲဖြစ်ပါတယ်ခင်ဗျအန်ဆိုဘာလို့ကွာမင်းတို့မသိဘူးတိုက်နေနေဆိုပဲအဲ့လိုကြီးอ่ะအဲ့ဒါကမရိုင်းနဲ့တော့ငါပြောမယ်ဒီကြနာတော့ဟုတ်ကော NAIV night ရိုးသားပြူစင်တဲ့ကျောင်းကွာရိုးသားပြူစင်တာလားတကယ်တော့အပြူစင်နေတယ်ရိုးသားပြူစင်ရတာလုံးစမ်းတော့ကျွန်တော်ရိုးသားလားမျိုးသားလားကောင်းပါလေတော့လက်ကြည့်ဟာဘာလို့ကွာလုံးလွဲနေလို့ပါကွာလုံးလွဲနေလို့တကယ်တော့ကြည့်ရပါကွာငါအတိုင်းမှာဆံမမြင်တော့လက်ဖြားခါရတယ်စာတော်ပြရလားတော့လက်ဖြားခါတယ်တဲ့ဟုတ်ပါဘူးကွာသူ့လက်တကားညောက်သွားလို့ဆမအောက်ကပြုံးပြုံးကြီးတော်မင်းတို့အပွေသိပ်ပြောမနေနဲ့အဲ့ဒါပြီးပါပြီအဲ့ဒါပြီးပါပြီလိုက်ကပိတ်ပဲဘယ်အဲ့လိုမစားနဲ့အောင်ပြောမယ်လို့အားအောင်ပြောနေမှာကဲတော့ကျောင်းရဲ့ဂုံတရေကိုအစင်မပြတ်ထိန်းတာမြင့်မြတ်ဟိရွယ်ဖြစ်ပါတယ်ခင်ဗျာမြင့်မြတ်ဟိခင်ဗျာဟေးပါအမြင့်တာလေဒါတော့ကျွန်တော်ကျောင်းရဲ့ဒါ logo ပေါ့နော်ကဲပြီးတော့ကျွန်တော်ကျောင်းကြီးဘယ်လောက်ထိကြီးကျယ်ခမ်းနားလာလဲပြောပြမယ်ပြောစမ်းပါဦးပါကျောင်းကြီးတော့တော်ကြီးတော့ဝင်လာတယ်တော်ကြီးဝင်လာပြီအမလေးနဲ့အော်ရတယ်ကွာအော်ပြီဗျာကျောင်းကြီးကြီးလို့လားဘာဖြစ်လို့လဲပါဦးချော်လေလို့နားတယ်နားတော့ကျွန်တော်ရပါတော့ကွာထောင်နိုင်တဲ့စကားရေဖို့တဲ့တန်လွင်ဆိုတော့နည်းနည်းအိမ်မှာရှိတယ်ဗျာ
ဟုတ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့တန်လင်းဆိုတာတော့တန်လင်းပြည်စည်းတဲ့ကဲဆိုထူးခြားအောင်မြင်ထိန်လင်းနေတဲ့တန်လင်းကျောင်းကြီးပဲဖြစ်ပါတယ်ခင်ဗျာမပြစီးလေးရရှိတယ်လို့အဓိပ္ပာယ်ယူပါတယ်ခင်ဗျ ကျောင်းရဲ့ကုန်းတဲ့ဟာဆယ်လဲတန်လွင်လေကဲဆိုချုံသေးသားရောက်လှပ်ပါနေတော့ရောက်တန်လွင်ကျောင်းကိုခေါ်တယ် တန်လင်းကျောင်းပါ ဟုတ်တယ်ခင်ဗျာပညာရေးမှာအားကောင်းမောင်းတယ်စကြဝဠာတိုင်အောင်သတင်းပြန့်နေလို့ပြန်တောင်းလည်းခေါ်ပါတယ် တက်ကြဝဠာတိုင်းပါတယ်ဗျာ သူတို့ပြောရတယ်ကုန်ပြီဆိုတော့ကျွန်တော်လည်းပြောချင်ဘာမှမကျန်တော့ဘာလို့ကြောက်လို့ခေါ်ပါလဲဗျာဆိုင်လိုက်ကွာ ကဲဒီကောင်လေးပြောအောင်ပြီဗျာဒီကျောင်းမှာမောင်စံကျောင်းတို့မလွတ်လေလို့လာတယ်လို့တန်လွင်ကျောင်းလို့ခေါ်လိုက်ပဲဘာလိုက်လို့လဲကွာ ခဏလေးဘာဆိုင်ကွာ မလေးလေးအခုပဲရောက်လာတယ် မလွတ်လေလား အေး ငါနဲ့ဝေးရရောက် ရပြီသေးကြီး သွားပြီကွာ တော့ပေါက်ရရတော့မယ်ဆရာမစာတင်နေအတန်ကပြောမယ်နားထောင် အေးပါ ဆရာမစာတင်နေအတန်ကလွယ်ပြီးစာနေလို့တန်လွယ်ကျောင်းလို့ခေါ်တာကွာမဆိုင်လဲဆိုင်လိုက်ကွာမေးပါလေ ကဲတော်မေကျိုးပဲကြည့်လိုက်က ဲတော်ပြီအဲ့ဒါတော့ဆရာမစိတ်မဆိုးနဲ့ အေးအဲ့လိုမျိုးနော်ခုံကျေးဇူးကြီးမလာတဲ့တန်လင်ကျောင်းရဲ့ခုံကျေးဇူးကိုဟောဒီလိုတချင်းလေးနဲ့ငါတို့မီးမောင်တို့ကျေးဇူးဆက်ကြပါလို့လားဗျာလူပြော ကဲတော့ ကဲတန်လင်းစအငိမ့်တော်ပြီကန်းဆိုတာကျွန်တော်တို့နဲ့ရင်းပြီးသေးဘူးဗျမင်းသမီးရဲ့အခအလှမှုနဲ့ကြီးစုကျင်နေကြပြီလို့လာပကေကိုတဝါကြီးအောင်ခေါ်ထုတ်လိုက်ကြပါစို့ဗျာ ဒါကြောင့်အာဘေရင်ကြီးပညာရေးကိုအာဘေထင်ရှားတယ်ဒါဟုတ်ပေးတဲ့မပြတ်တဲ့ဓမ္မငယ်လေးရင်မင်းလိုက်ရေခမ်းဟိုတာချိန်နေကြီးတဟာမလေးအောင်ပိန်ကလေးပါဖွင့်ရပါဦးဗျာ မင်္ဂလာကမြတ်တာပို့သားလိုက်ရပါတယ်ရှင်။တန်လင်စတာဟုဖေရှားပြောင်းဝဲတင်ညာမြေမှာရောက်ဆရာမများကိုဒေသရိုကျိုးရခုံးဦးချရောလိုက်ရပါတယ်ရှင်။ကျမတို့တန်လင်စတာနေဟာပညာရှင်များနဲ့ဆက်ဖော်ပြရခြင်းမဟုတ်ရပါဘူး။မြမရိုးရအငိမ့်ကိုကျိုင်းတဲ့သက်သောကျောင်းသားကျောင်းမြမရိုးရအငိမ့်ကိုကျိုင်းတဲ့သက်သောကျောင်းသားကျောင်းသူများတက်ဆက်ဖော်ပြရခြင်းဖြစ်လို့မာရွေးများမတော်တဆများပါခဲ့တွေးခဲ့ရင်လည်းအပြစ်တော်မမြင်ပဲအချစ်တော်ဝင်ပေးကြပါဦးဆိုရင်ကြိုတင်တောင်းပန်ကြော့ပိုက်ခင်းလိုက်ရပါတယ်ရှင်။ကျမကများပြောပြမဲ့တခြင်းလေးကတော့မုံရွှေရည်တခြင်းဖြစ်ပါတယ်ရှင်။ကျမရဲ့ကာမများကိုတင်ချပို့ချခဲ့တော်သူမှာဆီယမထက်ရည်လွင်မဲ့ဖြစ်ပါတယ်ရှင်။ တွေ့ပြီပါခင်ဗျာ တ
ကဲကဲငကြမီလေးကောက်သွားမလာပြီဘူးလားဗျာ လာပါတယ်ဗျာ တော်စရာမကောင်းလားဗျာဗျာ ဟုတ်ပါတယ်ဗျာဟုတ်ပါဘူးဗျာ ကဲငါတို့ဒီကကိုပြောစရာကောင်းတော့ဟာအစီအစဉ်လေးတစ်ခုတော့လုပ်လိုက်ကြအောင် ဟုတ်တော့ဟုတ်တယ် ငါတို့တန်လွင်ကျောင်းရဲ့ style တွေကိုငါတို့ဘယ်ဒီဝက်တဲ့နေရာမှာစောကြည့်ဦးလားဟဲ့ ဟောနေတာဗော ကဲဘယ်ကောင်စမလဲကဲလောစမ်းပါ တော့ဟုတ်ကျွန်တော်တို့ကျောင်းကြီးရဲ့တားဖြစ်ဆုံးတရားကိုကျွန်တော်တယောက်ဆောင်ရမယ်အဲ့ဒါကိုမင်းတို့ခံမှန်းရမယ်ကွာ โอเคโอเคโอเค ကဲဟာစပြီ အားရဒီကဘာလာဘာလာအားရှောက်လို့ အေးရဲ့လမ်းနေတော့အဲ့ဒါလေ အဲ့ဒါပဲဆက်ပါရဲ့ လေးရဲ့လမ်းနေကောက်ရှောက် အဲ့ဒါဘယ်သူကြီးချုပ်လိုက် ဒီနေ့ခံမှန်းကြည့်တယ်ဟုတ်လားမတူလို့နေ မိုက်ပေးလိုက် အာလီမေး မိုက်မိုက် ဟော တရားတဲ့တင်းတော့ဘယ်လောက်ကြံလဲ တုံညာနှလုံးပါဗျာ တော်တင်ချာရနေဟုတ်လား ဟုတ်ကဲ့ အဲ့ဆရာမပါခင်ဗျာ ဟာငါတော့ရှောင်းသွားတယ်ဘင်းရတယ် အဲ့ဒီစက် မင်းကငါတယောက်ဆောင်ပြရတယ်လေကွာကဲမင်းတို့ခံမတော့လားမှန်းကြ ဒီကျစုစု ဒီကွာပေါ့ ပြီးတာ ကြော ဗော င်ဝင်ရောက်တော့ကြ လူတွေပြော ဖိုးလေ အဲ့ဒါချောတယ်ကွာအဲ့ကျ ညောင်အောက်မှာပြောနေမှာဆရာမဆွေမျိုးချစ်တဲ့ဆရာမခင်မျိုးချစ်တယ် မျိုးချစ်တဲ့ခင်မျိုးချစ်လာဗျာမှားတယ်ခဏလေးကြံသေးတယ်တယောက်ကြံတယ်အတိပါဘောတိုင်ရမယ်အာမင်းနဲ့ငါနဲ့တကယ်ချင်းတွေပါပေါင်းတာကြာဟုတ်တော့ပွင့်အဲ့ဒါတော့မဟုတ်လေကွာနည်းနည်းစင်လားလေဟောမင်းတော့တယောက်မှလည်းမသိဘူးဟာပြောပြမယ်ကွာ ပြောပါဦး အဲ့ဒါတီရှပ်ဒေါင်းမဆိုကွာ အဲ့ဒါဟိုဘောကပွင်းနေ အာမဟုတ်တိတ်ခါကြားလိုက်ဘာရဲ့တူသွေး အဲ့ဒါဒီကဘာကောင်လို့ဟာ ဒီကကြီးကဘာနဲ့ပြူလဲသလုံးလာလို့လုပ်တာလေအေးပြင်းနေတာတော့ဘာပြလဲတော့ဘူကြီးအတော့ငါသိရဲ့အဲ့လူကိုငါသိရဲ့အဲ့ဒါအိန္ဒိယမေသားကြီးရှာထုတ်ခံရထုတ်ခံရထုတ်ခံရတာမင်းခံရမှာ ရှာထုတ်ခံတော့ဘိုးမမဲဘူးလား နောက်တစ်ယောက် မင်းတို့ကဟိုမှာတနာပါတယ်သူမှပြောခြင်း ငါသိပြီ အားထွားမလို့လေကွာ ညောင်တချင်းနဲ့ဆိုပေါင်းချိုင် ပေါင်း ဟုတ်တယ်ဒီကျောင်းမှာတယောက်ပဲရှိတာခင်ဗျာ ညနေတယောက်လေတဲ့ ပြုတ် ဘယ်သူလဲ မယောပေါ်ရဲ့ဒီကျောင်းမှာတယောက်ဝင်းကြီးလေအဲ့ဒါလည်းသိပြီလားအာဦးတော်ဝင်းသေးဟုတ်တယ်ပြောဘူး လေရင်နေနဲ့ငါတို့ဝင်ကြိုက်တော့ ပြောတာပြီးကျောင်းအောင်ကခေါ်ရမယ်သူ့ဖေလည်းတိုင်ပြောမယ်သူ့မေလည်းတိုင်ပြောမယ်သူ့ဖိုးလည်းတိုင်ပြောမယ် မလဲရွာလုံးနဲ့လည်းတိုင်ပြောမယ် မလုံးပါနဲ့တာဆာနော် ဟုတ်ကဲ့ ခေရောင်ချစ်တယ်ဆိုရဲခေရောင်မင်းသမီးရဲ့ခေရောင်ကြိုက်တယ်ဆိုရဲခေရောင်မင်းသမီးရဲ့ခေရောင်ချစ်တယ်ဆိုရဲခေရောင်မင်းသမီးရဲ့အေးဟာလေကြာလာမနေနေတာဟဲ့လေဘာရောက်လင်းလေ ဟုတ်ခရမ်းရောက်လေ ဘာရောက်လင်းလေလို့ ခရမ်းရောက်လေ ဘာရောက်လင်းလေ ခရမ်းရောက်လေ ဟဲ့လေတော့ပြီရောင်းကုန်ပြီ ရောင်းနေပြီနော် ကဲမှန်းကြအဲ့ဘယ်လိုလဲပြော မှန်းကြ ပန်းပြမယ်ခင်ဗျာ ဘယ်လို ပ ပြော န်းကိုပြောင်းမှာ ပြောကြည့်ဟေး ပြောပါလိမ့်မယ် တော့အေးစေတယ်သူရှိမလဲဦးနောက်တော့ဝင်းမလားမေးတော့လည်းမကွာ ငါသိရဲ့ပြောင်း မသိပြီအဲ့ဒီကောသိပြီ လွယ် အေးဒီလိုလေပြော ဝင်လာ တော်တမ်းမှာကွာပြီတဲ့
။ငါသိတယ်ရောက်။ပြော။ရုပ်ရှင်မင်းသားကြီးပိုင်တကုံမလားကွာ။သူတက်ကိုချောတယ်။ကျောင်းမှာပိုင်တယ်ဝန်နဲ့တူတဲ့သူတရားမှမရှိမင်းရတယ်ဟုတ်တယ်ဟုတ်တာပဲငါပြပြမယ်မင်းအဲ့လိုတချင်းလေးနဲ့ပြောနေဘယ်လိုလုပ်သိပါလဲကွာ အော်အဲ့ဒါဆိုငါတင်းဆောင်ပြရမှာပေါ့ ဒါဘော ကဲလာရောက်ဟုတ်ကဲ့အော်အောင်ထုတ်ခဲ့ပလဲင်းတွေတရုပ်ဆောင်ပြရနော်ဘယ်သူမှလည်းတရုပ်မဆောင်ပါနဲ့ပြောင်း အဲ့ ပြုတ်ကြမယ်ရတာဘူးရဲ့ပြောင်းငါနေပဲကြာကြီးရဒီကောငါတပည့်ငကားရွေးရမင်းဘာလို့ကျင်လဲပြောငကား မင်းတို့ကြားရဲ့တကားရဲ့နားလေ ကြောက်တယ်ဘာမှနားမလဲ တို့ပြိဿကိုပို့လိုက်မယ်ဘယ်လိုတက်နေတာလဲဘယ်တော့ကိုလာမိတ်လိုက်နေ နောက်ကိုပဲလိုက်တာရှိတာ တယောက်နေမင်းတို့ကောင်းနေလမ်းမှာပြင်ရိုးကြုံရှိ ပြောင်းနေ ပြီလား ဟေးဝေးနေဝဲတဲ့ဥစ္စာဘူးရှိပါလေမျိုးကြော်ဘောကွာအေးဘောဆရာဦးမျိုးကြော်ကွာ ဒါဦးလည်းကတော့တွေ့ရှောင်းတော့ရုံးကသွင်းခံ ရုံးထဲကိုရောက်သွားလိမ့်မယ်ပေါ်တော့ စားကတော့ကဲအဲ့ဒါဆိုငါဒီလိုလေးမိတ်ဆက်လိုက်မယ်ကြွားစား1 2 3အေးကျူပါမျိုးအနီကမျိုးဒေစောကဝေးရလာလာကျိုဒီကြမှာလာလာတော့ဟေးဘယ်သူလဲပြောကြပါဦးကျူပါမျိုးအနီကမျိုးဒေစောကဝေးရလာလာကျိုဒီကြမှာလာလာတော့ဟုတ်တယ်ဘယ်သူလဲပြောကြပါဦး မင်းဆိုတာကြီးကအသက်မပါတာကွာဒီခွဲလုံးသူကြာနေ ညမတွေကိုမစော်ကားနဲ့နော်အကုန်လုံးမြေမျိုးပေါ့ အဲ့တော့ဖို့ငါသိပြီ ငါတငယ်ချင်းတိသွားပြီ သွားပြီ အဲ့လေ သွားပြီ တိပါပြီတိတော့ ဩတိဟဲ့ ငါသိတယ် မပြောင်းနဲ့ကွာမင်းတို့ကကောင်းပြောနေတဲ့ကိစ္စစိတ်ကဆိုးလား သွားတမျိုးညီကပြောဆို အေး ပြက်ပြလား ဒီချက်ပြပြတော့ညီမသားတင်နေသွားပြီးသွားတင်ချင်းသွား ဒီရပြပြောင်းနေတော့ဘယ်ရောက်နေလဲ အဲ့တန်းကောင်မလေးလေချောပါတယ် အေးဟုတ်တယ်ငါသွားပါသိပြီကောင်မလေးတော့မင်းဘကမှန်တယ်မင်းဘကမှန်တယ် ငါသိပြီကျောင်းမှာတက်လာကြပါပြီကျွန်တော်တငယ်ချင်းဟုတ်တာဟုတ်မာလာမင်းစားတာကွာမင်းစားတာတွေလည်းလာမပြောနဲ့ပြောလေကွာငါသိရကွာအားငယ်လာပြီဟေးအဲ့ဒါမာလာမောင်းရေဝါလာဘောကွာမင်းလည်းစားတော့ပဲမှတ်တာတို့ဟာပြောပြမယ်ပြိတ္တကြီးလည်းသိပါတယ်ဒီချိန်လောက်ဆိုတော်တော်များသိနေပါပြီဒီချက်ဂေါ်စီလာပါခင်ဗျာဟောဘာဖြစ်ကတော့ချင်းရန်ဒေါ်နီလာလည်းပြောတာဒေါ်နီလာမစားအင်္ဂလိပ်မေခွန်းတွေမလဲနဲ့ဟုတ်တယ်ဒီမှာ အဲ့လိုဆရာမတွေကိုနောက်ဆရာလို့မတို့ကတတ်မှတ်ထားတယ် ဆရာမတွေကိုနောက်ဆရာလို့မသတ်မှတ်ပါဆရာမတွေကရည်စရာတွေဖြစ် ပြောရတဲ့လူတွေအကုန်လုံးရုံးကခေါ်ရမယ် ရုံကကောမင်းထိတ်ဆုံးသွားပြောင်းနေ ဟာပြီရပြီတော်တော့ ဟေးဟေးကိုကြီးဟဲ့ယူစက်လေးကိုကြီးရေဖို့ပဲ ဘိုင်းနှလုံးနဲ့ရောအသက်မှာကောင်း တော့ဒိုးနေပြီအပလိုင်းနဲ့ထိုင်ဒိုးတာ ကောင်းလိုက်လား ကောင်းဆိုတလုံးတစ်ခဲကြီးမဟုတ်အော်တော်ကြီးပြောပါလေ အဲ့စကားဘယ်ရိုင်းလဲ ဖေကိုထိတ်ဖေပြောမယ်ပြောရမယ် ပြောပဲရတယ်မင်းတို့တော်ပြီနော်မင်းတို့အောက်မှာပြိတ္တကိုအားနာအဲ့ဒါဘူးလေမင်းတို့သိကြလားပြောအဲ့ဒါငါသိတယ်ကွာလောက်ပါနဲ့မလောက်ပါနဲ့ဟိုးဆောင်လောက်ပါနဲ့အတယောက်မလားတန်ကမိုးမြင့်ဟုတ်သေးဘူးကွာနည်းနည်းပါနေသေးတယ် ဟာတီဗီ ပြောလေ ကိုကြီးရဲ့ပူတူ နည်းနည်းတော့နီးစက်တယ်ကိုရဲ့ပူတူးဆိုတော့ဆရာမမျက်နှာပူနေ အောက်ကအဲ့ဒါဆိုဆရာမမျက်နှာတွေပူနေပြီပူနေပြီရေးတောင်းနေပြီဆိုတော့ ကိုကြီးလက်ကောင်မှာဝိုင်းပဲပါလေမသိ ဒီချာစူစူလာ
မင်းတို့မတိကြဘူးလားကွာပြောပါပရိသတ်ရောတိနေပြီလေပရိသတ်တွေဟုတ်တာချေသူကွာ ပြောပြီးသွားပြီဝိုင်းမရိုက်နဲ့ အားကိုလေးနဲ့ ပြပါတော့ရ ကျော အောင် င်းတန်လေးစားဒီနေ့ပြိတ္တကြီးကိုနော်နေလား ပါလား ဘာလို့လဲ တေဦး ဟုတ်ကဲ့ဟုတ်တန်လေးစားရိတ်ဖြော်ပေးကန်းဆိုတာအချိန်နဲ့နဲ့ပိုင်းဖြက်ကိုင်းသက်ကလုံးမပြတ်အောင်ကတုတ်ကရဲ့နှုတ်ဆက်ရင်ကြော်ပန်းဆင်လိုက်ကြပါလေဟို ဆမ်းမဖြစ်ဘူး ခုလိုတန်လေးစားအငိမ့်ဖြော်ပေးကန်းလေးကိုဖြော်ပေးခွင့်ပြုရဲကျောင်းကြီးရဲ့တီထောင်သူနဲ့တာဝန်ရှိသူများငိမ့်ခွင်စီစဉ်တကြဖြစ်ရန်နဲ့ဖြက်လုံးများကိုအသက်ဝင်စေရန်မေတ္တာစေတနာအပြည့်အဝဖြင့်ရေးသားပေးပါသောနိုင်ငံကျော်လူရှင်တော်ဤဦးချစ်ချော်နောက်ခံတေးဂီတာနဲ့ပံ့ပိုးပေးပါသောရွှေစိတ်ကူးစုရှင် KB ထက်အာကာဖေးတာမောင်စင်ပေါ်သူရောက်ရဲ့အတွက်ဆဆရရမေတ္တာစေတနာအပြည့်အဝဖြင့်ပံ့ပိုးပေးခဲ့ပါတော့ကျွန်တော်တို့ရဲ့ G8 ရာသာသိဉာဏ်အခန်းကြီးအတန်းပိုင်းဒေါ်စုစုတင်ထွန်းတို့အားလုံးကိုကျွန်တော်တို့တန်လွင်စားအရေးဖွဲ့မှာအထူးကျေးဇူးတင်ကြောင်းပြောကြရင်မင်းသမီးလေး၏အခါအလားဖြင့်ကြော်ပန်းစင်နှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ